မိတ်ဆွေများယနေ့ကဘာကြီးကိုကြည်ရသည့်အခါအလွန်ပင်ပန်းနေကြသလားလူမှုအဆင့်တန်းကွဲပြားမှုကြားမှပရိပခမျိုးဆက်ပရိပခနိုင်ငံရေးရန်ညိုးရန်စာများအနှဲငယ်သာကွဲပြားယုံနှင့်လူတဦးကိုတဦးအခြားတစ်ဖက်ဟုသတ်မှတ်ကာနိုင်ရန်များဆောက်လုပ်ကြသည်ပရိပခနှင့်မုန်းတီးမှုများနေ့စဉ်ဘဝဖြစ်လာသောဤခေတ်တွင်ကျမ်းစာကအံ့ဩဖွယ်သတင်းကောင်းကိုယူဆောင်လာသည်လုံးဝမလိုက်ဖက်ဟုထင်ရသောလူများကိုတခုတည်းသောမိသားစုအဖြစ်ချီနှောင်ပေးသောဖျားသခင်၏ကမ္ဘာစီမံကိန်းယောဟန်ခရစ်ဝင်အခန်း30တွင်ယေရှုကအံ့အားသင့်ဖွယ်ကြေညာချက်တစ်ခုပြုလုပ်သည်ဤတိုးချက်ထဲမှမဟုတ်သောအခြားသိုးများလည်းရှိသေးသည်ထိုသိုးများကိုလည်းငါဆောင်ရမည်သူတို့သည်ငါအတန်ကိုနားထောင်ကြလိမ့်မည်တတိုးအုပ်တစ်ခုတည်းရှိလိမ့်မည်တဦးလေးသောတိုးထိန်လည်းရှိလိမ့်မည်16ထိုအချိန်ကဂျူးလူမျိုးများအတွက်ဤနှုတ်ကပတ်တော်များသည်ဘုံကြီးတစ်လုံးလိုဖြစ်ခဲ့သည်သူတို့သည်မိမိတို့သာဖျားသခင်၏လူမျိုးဖြစ်ကြောင်းယုံကြည်ပြီးတခြားလူမျိုးများကိုညစ်ပတ်သူများအဖြစ်လုံးဝပယ်ချခဲ့ကြသည်သို့တော်ယေရှုသည်ဤကျင်းမြောင်းသောခြံစည်းရိုးကိုတခါတည်းဖျက်ဆီးပစ်လိုက်သည်တတိုးအုပ်တစ်ခုတည်းဆိုသည်မှာနိုင်ငံရေးနယ်နိမိတ်မျိုးရိုးယဉ်ကျေးမှုအဆင့်တန်းအားလုံးကိုကျော်လွန်၍ယေရှုထဲတွင်သာတစုတစည်းဖြစ်လာသောစစ်မှန်သောဝိညာဉ်ရေးအတိုင်းဝိုင်းဖြစ်သည်ဤအချိန်သည်ကဘာဦးကျမ်းမာကလေးကဂတိပေးထားသောလူမျိုးတိုင်းကိုကယ်တင်ရန်ဆိုသောဖျားသခင်၏ရှေးဟောင်းအစီအစဉ်ပြည့်စုံလာခြင်းဖြစ်သည်ယေရှုသည်ဤအတားအဆီးအလုံးကိုမြည်ကဲ့သို့ဖျက်ဆီးခဲ့သည်အင်အားဖြင့်မဟုတ်အတင်းကျပ်မဟုတ်ချစ်ချင်းမေတ္တာနှင့်နာခံခြင်းဖြင့်မိမိအသက်ကိုကိုယ်တိုင်ဆွန့်လွတ်ခြင်းအဖြစ်ဖျက်ဆီးခဲ့သည်ယေရှုသည်လက်ဝါးကပ်တိုင်ပေါ်တွင်ပြီးပြီဟုအော်ဟစ်ချိန်တွင်ဖျားသခင်နှင့်လူသားကြားခွဲထားသောဗိမာန်တော်ကူလာကအပေါ်မှအောက်သို့ဆုတ်ပြဲသွားခဲ့သည်ဤဖြစ်ရသည်တဦးချင်းကယ်တင်ခြင်းမျှသာမဟုတ်လူသားခွဲခြားထားသောခွဲခြားရိုးများအားလုံးပြိုကျသွားခြင်းဖြစ်သည်ယနေ့ယေရှုသည်တင့်ကိုခေါ်နေပါသည်ပရိပခနှင့်တယောက်တည်းဖြစ်နေသောဤကဘာကြီးတွင်ယေရှု၏ရင်ခွင်ထဲသို့ဝင်လာပါထိုနေရာတွင်စစ်မှန်သောစီးလုံးညီညွတ်မှုငြိမ်သက်ခြင်းထာဝရအသက်ကိုရရှိနိုင်ပါသည်ယနေ့ဤအံ့ဖွယ်ဖိတ်ခေါ်မှုကိုလက်ခံသူဖြစ်ပါစေ